ဒါကတော့တဘာဝလောကကြီးမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းစရာဖြစ်တဲ့တစ်ခုပါတိတ်ငယ်တကောင်ကဒီကိုကြီးရဲ့ကားပေါ်ရုတ်တရက်ပြန်ဝဲလာပြီးအကိုကြီးသွားမဲ့လမ်းကိုတားနေပါတယ်ပြည်တာနဲ့အကိုကြီးကိုသူနဲ့လိုက်ခဲ့ဖို့ဗဇက်ကနေဒလွတ်ပြောနေပါတယ်တရိတ်ဆန်နေလမ်းတားတယ်ဆိုတာအကြောင်းရင်းရှိကြတယ်တဲ့တိတ်ငယ်ခမအခက်အခဲတစ်ခုခုနဲ့ကြုံနေလို့ဖြစ်ပါလိမ့်မယ်အဲ့ဒါနဲ့တိတ်ငယ်ကိုရှေ့ကလမ်းပြခိုင်းပြီးအကိုကြီးကနောက်ကနေလိုက်သွားပါတယ်ရှုံနေလူနေတဲ့တောင်ပေါ်လမ်းလေးကိုဖျက်သွားပြီးတာနဲ့တိတ်ငယ်ကအကိုကြီးကိုကြောင်ကျတဲ့တစ်တော်တစ်ခုစီခေါ်သွားပါတယ်အဲ့ဒီနေရာမှာနောက်ထပ်တိတ်ငယ်တစ်ကောင်ခေါင်းမှာကျွတ်ကျွတ်အကြီးနဲ့အတောင်မရောခြေသေးရောဒဏ်ရာတွေရနေတာကိုတွေ့လိုက်ရပါတယ်အကိုကြီးလည်းဘာမှတွေးမနေပဲအမြန်သွားကယ်တော့တာပေါ့တိတ်ငက်ကတော်ရင်တရိတ်ဆန်ဖြစ်တဲ့အတွက်သူ့ကိုကယ်ဖို့အတော်အားဆက်လိုက်ရပါတယ်အကိုကြီးကတိတ်ငက်ကိုဆေးုံမြန်ခေါ်သွားပြီးဓာတ်မရဲကြီးတော့သူ့အတောင်ပံကကျိုးနေပြီးခြေသက်မှလည်းဒဏ်ရာရနေပါတယ်အဲ့ဒီတော့ဆေးုံမှာသူ့ရဲ့အတောင်ပံကိုကုသပေးလိုက်သလိုခြေသက်ကိုလည်းဆေးထည့်ပေးလိုက်ပါတယ်အိမ်ပြန်ရောက်တာနဲ့အကိုကြီးကသူ့ကိုလိုလေသိမရှိအောင်ဂရုစိုက်ပေးပြီးကိုယ်တိုင်အစာခွန့်ကျွေးပါတယ်သူအမြန်ပြန်ကောင်းလာဖို့အတွက်ဆေးရုံပုံမှန်ခေါ်သွားပြပါသေးတယ်သူကတော်ရင်တရိတ်ဆန်မိမဲ့အတော်လိမ့်မှရှာပါတယ်အကိုကြီးကသူ့ကိုပြန်လဲတန်ဆွမ်းရေးလေ့ကျင့်ခွင့်တွေလုပ်ပြီးတော့သူလည်းတပြေးပြေးပြန်ကောင်းလာပြီးပြန်တန်းနိုင်နေပါပြီပြန်တန်းတာလုံးဝโอเคပြီဆိုတာနဲ့အကိုကြီးကသူ့ကိုအပြင်မှာအမဲလိုက်ဖို့လေ့ကျင့်ပေးပါတော့တယ်လေ့ကျင့်ခြင်းရဲ့အကျိုးရလဒ်အနေနဲ့တိတ်ငက်ဟာသူ့ကိုယ်သူအစာရှာစားနိုင်ပါပြီတိတ်ငက်ရဲ့အမြင့်စွမ်းအားနဲ့အမဲလိုက်တဲ့အချိန်တုန်းကိုပေါင်းစပ်လိုက်တဲ့အခါမှာအတော်ကိုခံကြလွန်းလာပါတယ်ဒီတိတ်ငက်ကြီးလုံးဝပြန်ကောင်းသွားပြီဆိုတာနဲ့သူ့ကိုဘေးမဲ့လွတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူကချက်ချင်းပြန်မသွားပဲနောက်ပြန်လဲကြည့်ပြီးအကိုကြီးတို့မိသားစုကိုကျေးဇူးတင်ကြောင်းပြနေပါတယ်ပြီးမှအတောင်ပံခတ်ပြီးအဝေးကိုပြန်တန်းသွားပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကလာပိုင်းကြာမှာတိတ်ငက်ကကျေးဇူးဆက်တဲ့အနေနဲ့တောစိတ်တကောင်လက်ဆောင်လာပြီးသွားပါတယ်အကိုကြီးတို့မိသားစုလည်းအရသာရှိတဲ့စိတ်ကင်ကိုစားလိုက်ရတာပေါ့အဲ့နောက်ပိုင်းတိတ်ငက်ကအကိုကြီးရဲ့အိမ်စီမကြလာသလိုအကိုကြီးကလည်းတိတ်ငက်ကိုအစာတွေနဲ့ဧည့်ခံပါတယ်နောက်တော့အဲ့တိတ်ငက်လင်မယားကအကိုကြီးရဲ့အိမ်ဝရန်တာမှာအတိုက်ဆောက်ပြီးအကိုကြီးနဲ့အတူနေသွားပါတယ်ဒါဟာတရိတ်ဆန်တွေရဲ့အဖြူစင်ဆုံးမြတ်တရားပါပဲလားတရိတ်ဆန်တွေရဲ့ကျေးဇူးဆက်ပုံကိုတစ်ခါတလေလူတွေတောင်လိုက်မလုံနိုင်ကြပါဘူးပရိသတ်တို့ရောဘယ်လိုမြင်ကြပါသလဲ